ဂခံစားနေရတဲ့လူ10ယောက်ကိုကျမ်းမာစေတဲ့အကြောင်းနားထောင်ကြရအောင်အရှင်ယေရှုဟာယေရုရှလင်မြို့ကိုသွားဖို့ဂါလိလဲပြည်နယ်ရှမာရိပြည်ကိုဖြတ်သွားရတယ်။အဲဒီလိုသွားရင်းနဲ့ရွာတရွာတဲကိုဝင်တဲ့အခါအနု10ယောက်ကကိုရော့ကိုအဝေးကနေမြင်လိုက်တယ်။အဲဒီတော့သူတို့ကအရှင်ယေရှုကျွန်တော်တို့ကိုကယ်မသနာတော်မူပါဆိုပြီးအော်ဟစ်တောင်းဆိုကြတယ်။အဲဒီအခါကိုရော့ကသူတို့ကိုယေဘရဟိတ်တွေစီသွားပြီးမင်းတို့ကိုပြကြပါလို့မိန့်တော်မူလိုက်တယ်။သူတို့လည်းကိုရော့ပြောတဲ့အတိုင်းသွားရင်းနဲ့သူတို့ရဲ့ယောဂပျောက်သွားကြတယ်။ဒါပေမဲ့သူတို့အထဲကတယောက်ဟာသူ့ယောဂပျောက်သွားတာကိုမြင်တော့အတန်အကျယ်ကြီးနဲ့ဘုရားသခင်ရဲ့ဘုန်းတော်ကိုချီးမွမ်းပြီးတော့ကိုရော့စီကိုပြန်လှည့်လာတယ်။အဲဒီလူကကိုရော့ရဲ့ခြေတော်ရင်းမှာပြက်ဝတ်ပြီးတော့ကျေးဇူးတော်ကြီးလာပါတယ်သခင်လို့ရှောက်တင်လိုက်တယ်။အဲဒီလူဟာရှမာရိလူမျိုးဖြစ်ပါတယ်။အဲဒါနဲ့ရှင်ယေရှုကမင်းတို့10ယောက်လုံးကျမ်းမာသွားတာမဟုတ်ဘူးလား။ကျန်တဲ့9ယောက်ကဘာမှလဲ။ဒီရှမာရိအမျိုးသားကလွဲပြီးတော့ဘုရားသခင်ရဲ့ဂုဏ်တော်ကိုချီးမွမ်းဖို့ပြန်လာတဲ့သူမရှိဘူးလားဆိုပြီးမိန့်တော်မူလိုက်တယ်။ပြီးတာနဲ့ကိုရောကအဲ့ဒီလူကိုထပါမင်းသွားလို့ရပြီ။မင်းရဲ့ယုံကြည်ခြင်းကမင်းရဲ့ယောဂကိုပျောက်စေပြီလို့မိန့်တော်မူလိုက်ပါတော့တယ်။ဒါကတော့ရှင်လုကာအခန်း7အပိုင်းငယ်17မှ19မှာပါတဲ့ကျမ်းစကားပဲဖြစ်ပါတယ်။